Hello ဒီမှာပါရှင်။မြို့ပါရော online shop ကနေလိုက်ပါတယ်နော်။ဒီနေ့အမြင့်ရှိမှာစတေကာလေးတွေပေါ့နော်။စတေကာလေးကိုအမြင့်ကိုဒါကဒီပေါ့နော်။အမြင့်တစ် size ရှိမယ်။ပြီးရင်အမြင့်ဒီပွဲ size လေးအမြင့်ရှိမှာထည့်ရောက်ရှိထားပါတယ်။ဒီဒီဇိုင်းလေးတွေနဲ့စတေကာလေးတစ်ချက်ပြပြပါလို့ရှင်။စတေကာလေးဒါဒီဇိုင်းကဒီလိုလေးပါနော်။သူကနှစ်ဖက်လာပေါ့ရှင်နှစ်ဖက်လာဆိုတော့အမေတို့အမြန်းနေပြီးတော့ဆက်ရပါတယ်ဒီဒီဇိုင်းလေးကိုခါပါတယ်ဘာဝစတဲ့ဒီဇိုင်းလေးနဲ့ပေါ့နော်သူကဒီလေးပါရှင်ကိုကြိုက်တဲ့ဘက်ကိုဖန်မိုးရဲ့အနောက်ကနေပြီးတော့စိတ်လေးနဲ့ကတ်လိုက်ပြရပါတယ်ရှင်ဒါကကြတော့အမေမောင်ဆုံးဒီ site ဒီဇိုင်းလေးပြတ်ပြီးပါပေါ့နော်နောက်တစ်စားလေးတစ်ခုကကြတော့ဒါလည်းအမြင့်တစ်ပေဆိုင်ပါပဲเนาะအမြင့်တစ်ပေဆိုင်ကိုသူကဘယ်လိုလာမလဲဆိုလို့ရှိရင်ဒီလိုလေးလာပါမယ်ရမ်းလာပါရဲ့เนาะဒီလိုတောင်းတန်းနေနဲ့ကန်ရဲ့အပြင်ကနေကတ်လို့ရမယ့်ဒီဇိုင်းလေးပါဒါကထမဒီဇိုင်းပေါ့နော်နောက်တဲ့အနောက်ကဒီဇိုင်းကကြတော့ဘယ်လိုလာပါရဲ့ကိုကြိုက်တဲ့ဘက်ကနေပြီးတော့ကတ်လို့ရပါတယ်ရှင်ဟောပါနော်ဒီစတေကာလေးရပါမယ်ရှင်ဒါကကြတော့ဒီပေါ့နော်အမြင့်တစ်ပေရှင်းစတေကာလေးပါကိုကြိုက်တဲ့လောက်ဒီလိုရပါတယ်ပေါ့နော်ကိုကြိုက်တဲ့လောက်ဆိုတာကကိုကန်ကလျှက်2ပေရှိရဆိုရှင်2ပေပေါ့နော်2ပေလျှက်3ပေရှိရ3ပေပေါ့နော်အမင်းတို့ကဒီပေချင်းစီကိုခိုင်ထိုးရောင်းတာပေါ့နော်ဒါကအမင်းရှိမှရှိရတပေအမြင့်ဒီဇိုင်းပေါ့နော်ဒီ3ပေတပေကွယ်အတွက်ဒီဇိုင်းရကြတော့အမြင့်တပေကွယ်ရှိရကန် size အတွက်ပေါ့နော်သူ့ရဲ့ရှုခင်းလေးကြာသူလာပါတယ်သူကတဘာဝနဲ့ပို့ပြီးတော့နီးဆက်တာပေါ့နော်တောင်းတန်းလေးနဲ့ဒီလိုမျက်ခင်းပြင်လေးနဲ့ဒီလိုလေးရပါမယ်အမြင့်ရှိမှာဒီလိုစတေကာလေးအများကြီးဝယ်ရရှိနိုင်ပါပြီရှင်မြင့်ကြည့်ပြီးတော့ကစတမာများအားပြီးတော့ကစတမာများအားလုံးကျေးဇူးတင်ပါတယ်ရှင်တတာ